မန်းလေးကဒီမြောက်ပြုံးပွဲတော်ဒီလားဘယ်တော့သိမှာ那当然，个把别啊，别人就把它说没领哦，当兵路夸的，本来苗兵我马喽，那干那嘛呗，妈妈我光妈妈爷，个里也没得下路吧，我怎么也没得下路呢？မြောက်ဘက်ကလာတာမင်းတို့ကမြင်းသားဘက်ကလာ哦，唔知道，一把，အဲ့ကြောင့်မို့ဒီတောင်မြုံဆိုတော့ဒီတောင်မြုံပွဲကဟိုဆက်ဖြင်းဖြင်းနဲ့တဖြင်းဖြင်းဆိုတာရှိရဆိုဟုတ်ဘူးလား水平你水平啊！水平你水平嘞，哎路好的，好的嘛，把啥偏偏啊，好的嘛，啥偏偏么哎路啊的，好的嘛。အဲ့တမိုင်းကြောင့်ကိုသိကျင်တာဘဟုတုတပြောလိုက်တဲ့ရှင်းမီနောက်မီလေကလထိုင်ကြီးလေငါတို့ပြန်လို့ပြန်တာရှင်းမီရှောင်းနောက်မီလင်းမျိုးပဲကြားဘူးနေ့ကမှကလထိုင်နေမှာဟုတ်အဲ့လိုမေးကြည့်ကျင်လို့ဘဟုတုတအေးပဲမသိတာမေးမစင်တာစေးမသိတာမေးပါရပါတယ်ဟုတ်မေးကျင်တယ်အဲ့ရွှေပြင်းကြီးရွှေပြင်းငယ်နော်ဟုတ်တယ်တောင်မြုံကြီးတောင်မြုံလေးလို့ခေါ်တယ်ရွှေပြင်းကြီးရွှေပြင်းငယ်လို့ခေါ်တာပဲနော်ဟိုသူတို့မေတော်ကဟိုပုတ်ပွားနေတဲ့မေတော်ကိုနင်နောက်ကိုင်နော်နင်နောက်ကိုင်နော်ပုတ်ပါမယ်တော့ပန်းစားဘလူအေးဟုတ်တယ်တော့မနာမည်ကဗါတဲ့ဟိုဝနာကျော်ထင်ဦးစိတ်အောင်မေးဟဲ့ဦးစိတ်အောင်မေးဟဲ့မင်းသားလေဟုတ်တယ်မပြောလိုက်ချင်ဘူးငါဟုတ်တယ်မငါဟုတ်ဘူးလားမဲဝင်နာလို့ခေါ်တယ်ဝင်နာတော်ချင်းတော့မဟုတ်ဘူးမဲဝင်နာတဲ့ဝင်နာဆိုတာပန်းလေးလို့အစင်းလာတယ်ပေါ့နော်သူတို့ဖေကပြုတ်တော့ဆိုမင်းပြုတ်တော့မှာတော့ရက်တာပန်းလို့စင်မောင်ဖြစ်တယ်နေမဲဝင်နာဆိုရဲပုတ်ပါ62လမ်းမှာပန်းရောက်တာ60အဲ့ကောင်ပုတ်ပါပါမနဲ့60လမ်းရောက်တော့ပန်းဆက်တာပန်းဆက်တာသူကရတာပန်းဆက်တယ်ပြီးကြတော့မတ်ရွှေဦးဆိုတာရောရှိတယ်လို့ဒါပဲခုတို့အဲ့ဒီကိုရိုက်တာလေအဲ့ဒါမတ်ရွှေဦးတောင်းတာဒါပဲမတ်ရွှေဦးကယောက်ျားလားမိန်းမမလေးနော်မလေးအောင်စိုးမရဲ့စိုက်စီရပြီအော်တော့ကိုလည်းတောင်မြုံမကနတီးနာမသိရတဲ့မတ်ရွှေဦးဆိုတာမိန်းမတောင်မြုံကြီးကကြိုက်တာမတ်ရွှေမိန်းမဒါတော့မဖြစ်နိုင်ဘူးကျုပ်စဉ်းစားတယ်သိလားဘာလို့ရွှေဥဆိုတော့ဥပါတာကိုဘယ်လိုလုပ်မိန်းမဖြစ်ရွှေချောင်းတို့မလေးနော်မထားမအောင်စိုးမရဲ့ရွှေရုပ်ကလေးကိုလှလွန်းလို့တဲ့မွေးကြတယ်ရွှေလွန်းလှလို့မတ်ရွှေဦးတဲ့သူရကန်းခတ်တာရကန်းခတ်တာသူ့ယောက်ျားလည်းရှိတယ်သူ့ယောက်ျားရှိရလားသူ့ယောက်ျားပါကိုရင်မောင်ဘာလုပ်တာကိုရင်မောင်ကတစ်ဖောင်ချမတ်ရွှေဦးတနာပါတယ်နော်ဘာလို့သူ့ယောက်ျားကိုရင်မောင်မတ်ရွှေဦးရှိရတဲ့နဲ့တစ်ဖောင်ကြီးချရတယ်လေအောင်ရအောင်ချတာဘုံမဲ့အဲ့ဒါကြောင့်မလေးနော်လက်တင်ကိုင်းကုန်တော့မှာဖယားဟုတ်ဘူးလားတစ်ဖောင်ချတယ်ဆိုတာတလူဟိုလိုကြီးတစ်ဖောင်ချတာမဟုတ်ဘူးရဲ့လူတော့တို့လေရိုးသားတယ်လို့တစ်တွေပါသွားချတာပေါ့ကွာစီးဖို့တက်ချင်တာပေါ့မိမမီးနေယောက်ျားဖင်ကန်ဆိုတာယောက်ျားဖောင်စီယောက်ျားဖောင်စီနေတောင်ညုံမွေရတော့6ရက်ပါစီရိုက်တော့မှာပဲမသိလို့မေးတာဗျာဖင်ကန်လေဘုသူတမေးတာလေမိမမင်းနေတဲ့ယောက်ျားဖောင်စီတဲ့တစ်ဖောင်သွားချတာအဲ့မှာသူ့ဟိုညီကိုနှစ်ယောက်ကကြိုက်တာသူဟုတ်တယ်အဲ့တောင်မြုံလေးကြိုက်တာလေသူ့မကြိုက်လို့ဆိုပြီးဟိုကြောင်ကြိုက်လို့သေးတာကိုဦးကြောင်နေကြလို့မင်းနော်ကြောင်နေမှာပါလာပြန်ပြီးကြာဟုတ်တယ် APPL ကြာပန်းဒီကြာကြိုက်လို့ကြာကြိုက်တာပေါ့နော်ကြာကြိုက်တာကဘုံတော့သူအဲ့ကြာတဲ့အဲ့မဒီရွှေဦးကိုခေါ်ခဲ့ဆိုတာကြာခေါ်တော့လက်နဲ့ခေါ်လို့မရဘူးလေလူမမဟုတ်တာအဲ့ဒါပါဇက်နဲ့ကြိုက်ခေါ်တော့အဲ့မရွှေဦးကတေးရှာတာပေါ့ပါဇက်ချီးသွားတာအယောင်ကကြာဘာယောင်လို့ तू ကလိုင်းနာတွေဖောက်တာစတော်ဘယ်ရီယောင်မလေးနော်မချဘူးပါဘူးပန်းกินနဲ့လားကြာကြာပန်းกินလို့မလားမင်းလည်းပုတ်ကငါလည်းပုတ်ကဓာပါမလားကြာဆိုမှတော့အယောင်အနက်နဲ့အဝါနဲ့ကြာတာဘာစတော်ဘယ်ရီယောင်ကြာစတော်ဘယ်ရီယောင်ကြောက်ပါအဲ့တော်ကြီးမှာပေါ့နော်အကြီးပေါ့မျက်လုံးကြီးတွေကမျက်လုံးကလကွန်းကြီးလောက်လကွန်းကြီးမင်းဆိုင်ကလကွန်းကြီးလောက်တော်ကိုကြီးတာနော်ကြာအဲ့ဆိုမတ်ရွှေဦးချီတယ်ဆိုတော့ဒီဗဇက်ကြီးကတော်တော်ကျဲမှာပေါ့နော်ကျဲတာပေါ့နင်းမေဟာလောက်ကျဲတယ်နင်းမေဟာလောက်ကျဲတယ်ကိုင်အောင်မမောရတိမလားနင်းမေဟာလောက်ကျဲတယ်ငါ့စိတ်လုံးတော့နေရပူရတယ်မတော်ဒုက္ခမေးတာကြာဂွေးစီရောနေကောင်းကြီးတော့ရှိတယ်နေကောင်းကြီးရှိတာထပ်မေးအောင်လေဟမ်ရတော့ဘုရားရတော့ပဲနေကောင်းကြီးရှိတယ်လားပြန်မဟုတ်ပြန်ညီတီးပြန်အောင်ကမဆောင်းလိုက်ချင်ကောင်းကြီးရှိတယ်我怎么不要动了？这个